အားကစားပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာဂုရုကနစပို့မှာကြိုဆိုလိုက်ပါတယ်ဒီဇင်ဘာ6ရက်နေ့စနေနေ့ရဲ့အားကစားသတင်းများကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးသတင်းအနေနဲ့ဘတ်ဖလာမှာနေမာပါဝင်နိုင်မှုရှိမရှိပေါ်အန်စလော့ဒီဘလို့ဖြေကြားခဲ့တယ်လဲအန်စလော့ဒီကခင်ဗျားတို့အားလုံးနေမာကိုရန်စိတ်ဝင်စားနေကြတာကိုကျွန်တော်နားလည်ပါတယ်ကျွန်တော်တခုရှင်းပြချင်ပါတယ်ခုလကဒီဇင်ဘာလဖြစ်ပါတယ်ဘတ်ဖလာကဇွန်လမှာပါကျွန်တော်လူစင်းကိုမေလမှာကြီးညာတဲ့အခါနေမာပါတော့ထိုက်တယ်ဆိုရင်တကယ်လို့သူအခြေအနေကောင်းနေမယ်ဆိုရင်အခြားသူတွေထက်ပိုကောင်းနေမယ်ဒါမှမဟုတ်အတူတူပဲဆိုရင်သူကမ္ဘာဖလားမှာကစားရပါလိမ့်မယ်ဒါပါပဲလို့ပြောကြားသွားပါတယ်နောက်ထပ်သတင်းပုတ်အနေနဲ့ရိုဒီရဲ့ဒိုင်ယန်ချီနီပေါ်ရသေးစိတ်ဖြေဆိုနေရတဲ့ပတ်ကွာရီယိုလာဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပတ်ကွာရီယိုလာကရိုဒီရဲ့ဒိုင်ယန်ချီနီနဲ့ပတ်သက်ပြီးပိုကောင်းလာနေပါတယ်ကျွန်တော်အဖြေကိုခင်ဗျားတို့သဘောကျအောင်ပြောရမယ်ဆိုရင်သူပို့ပြီးတော့ဒီဒိုင်ယန်ချီနီနဲ့ပတ်သက်လို့ပိုကောင်းလာနေပါတယ်လို့ပတ်ကွာရီယိုလာရသေးစိတ်ဖြေကြားသွားခဲ့တယ်ဖြစ်ပါတယ်